ရွှေရောင်ဟာပြားအုံကြီးထဲမှာမွေးဖွားလာတဲ့အလုသမားပြားမလေးတစ်ကောင်ပါသူမရဲ့ဘဝဟာတနေ့မှစတင်ခဲ့ပါတယ်ပြားအုံထဲမှာတော့အားလုံးကကိုယ်အလုံးနဲ့ကိုယ်အလုံးရှုပ်နေကြတာပေါ့ဝင်ပြားအုံရဲ့အလဲဘဟုမှာတော့ဘရင်မကြီးမာလာရှိပါတယ်သူမဟာအခြားပြားတွေထက်အရွယ်စားကြီးမားပြီးအလွန်တင့်နေပါတယ်ဘရင်မကြီးဟာပြားအုံတစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်ပြီးသူမရဲ့အနက် pheromones နဲ့ပြားအားလုံးကိုစီးလုံးနေအောင်ထိန်းကျောင်းထားပါတယ်ငါရဲ့သားသမီးတို့အခုဆိုရင်တောဆက်မှာပန်းတွေပွင့်နေပြီးစောင်းတွင်းအတွက်အစာကိုစုဆောင်းကြရအောင်လို့ဘရင်မကြီးကအမိန့်ပေးလိုက်တယ်လို့ပါပဲရွှေရောင်ဟာပြားအုံကနေပထမဆုံးအကြိမ်ထွက်ခွာလာပါတယ်သူမဟာလှပတဲ့နေကြပန်းခင်းကြီးစီရောက်သွားတယ်ပန်းပွင့်တပွင့်ချင်းစီရဲ့အလဲမှာရှိတဲ့ချုံမြိန်နဲ့ပန်းဝီကိုသူမရဲ့ရှည်လျားတဲ့ရှာလေးနဲ့စုပ်ယူပါတယ်ပန်းဝီရီစုပ်ယူရင်းသူမရဲ့ခြေထောက်လေးတွေမှာဝတ်မုံဖုံးဝံတွေကပ်ပါလာတာကိုလည်းသူမသတိထားမိတယ်ရွှေရောင်ဟာအစာတွေအများကြီးရှိတဲ့နေရာကိုတွေးလိုက်တဲ့အခါပြားအုံကိုအပြေးပြန်လာပါတယ်သူမဟာတခြားပြားတွေကိုဒီမှာအစာတွေရှိတယ်လို့ပြောဖို့အတွက်ဝက်ကဲကားကိုကပြပါတယ်သူမရဲ့လှုပ်ရှားမှုတွေလဲပတ်တဲ့ပုံစံတွေကနေတဆင့်အစာရှိတဲ့နေရာအကွာဝေးနဲ့နေအောင်ကြီးရဲ့လမ်းကြောင်းကိုတခြားပြားတွေကိုတိတိကျကျသတင်းပို့လိုက်တာပါမကြခင်မှာပဲပြားထောင်ပေါင်းများစွာဟာရွှေရောင်ညွန်ပြတဲ့နေရာကိုသွားပြီးပန်းဝီရီတွေတည်လာကြပါတယ်ပြားအုံထဲရောက်တဲ့အခါအဲ့ဒီဝီရီတွေကိုတကောင်နဲ့တကောင်ပါဇက်ကနေတဆင့်လွှဲပြောင်းပေးပြီးရေတက်ခန်းချောက်အောင်အတောင်ပံတွေနဲ့ခတ်ကြပါတယ်နောက်ဆုံးမှာတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ရွှေဝါရောင်ပြားရည်တွေဖြစ်လာပါတော့တယ်ရွှေရောင်ဟာပင်ပန်းပေမဲ့သူမရဲ့ကြိုးစားမှုကြောင့်တအုံလုံးအတွက်အစာတွေပြည့်စုံသွားတာကိုကြည့်ပြီးပျော်ရွှင်စွာနဲ့နောက်တစ်နေ့အတွက်အားမွေးလိုက်ပါတော့တယ်